မလေးကျုပ်ပင်တွေကလှနေရတော့စိတ်ဆိုပြီးတော့မလေးတိုင်လုံးလေးနဲ့လဲဟက်လို့ကြည့်အောင်အယောင်လေးရမကြည့်လိုက်ဟေးသမီးပြောစရာလေးရှိတယ်။အော်အေးဘာပြောစရာရှိလဲ။မဲသိရလေ။သမီးထက်နောက်မှလည်းရှောက်သေးတယ်။အေးအဲ့ဒါပြီးတော့လားစာကြလည်းသမီးနေကအတူတူပဲ။အခုဆို तू ကပို့ပြီးတော့လားစာတိုးပြီးတက်သွားသေးတယ်။အဲ့ဒါဘာကြောင့်လဲမလဲ။ပြောမယ်လာပြောမယ်လား။ဒီလားညာလားမဲတဲရဲ့မဲတဲရပါ A few moments later. မုန်းနိုင်ပါလေစိတ်ဟမ်သဘောပေါက်သွားလားသမီးမပြောချင်တာသမီးသဘောပေါက်တယ်မလား ဟုတ်ပါဟုတ်ပါအဲ့ဒါပဲသမီးစဉ်းစားရင်လည်းသမီးအဖြေပေါ်လိမ့်မယ်နော်သွားလိုက်တော့တက်ကဖြစ်တည်ဖြစ်ကြီးလိုက်တော်ကြောင်သူပေါ်သူလိုလိုက်မပေါ်နိုင်ပါဘူးဒါဆောင်နေမစေ